不这样了。အမလေးအတိရလဲအားရစရာကြီးကပြစ်ခဲနေတာစကားမဆက်တော့ကိုလူတွေကလေကျုပ်ကကိုနိုင်နေနဲ့ပြောတာကိုမနိုင်ချောင်းပြောပြလိုက်အောင်သူ့ဘသူတိုင်းလမ်းလျှော်ရတာဂရုငရင်နဲ့ဘယ်အောင်အဖေနိုင်မလို့ ဆောင်ညမ်းသီးလေးတွေကောင်းလိုက်တာမလွန်ခဲ့တဲ့3ရက်လောက်ကလှုပ်ထားတာဆိုတော့လေဟဲ့မှာထားပေါ့အေးသမီးတို့အဲ့ဒါခုမှဆောင်ညမ်းသီးပြစ်ခဲနေတာပဲအားကြီးပဲအားကြီးပဲရပင်နဲ့တင်ကိုဒီတောင်းနှလုံးပြေးလောက်တယ်အမလေးအတိရလဲအားရစရာကြီးကပြစ်ခဲနေတာတိတ်မမီတော့ဘူးနဲ့ဆွဲအောင်ဘယ်ဆိုရလဲဒီဆောင်ခုစရာမလိုတော့ခုစရာမလိုတော့ဒါလေဟိုကဆောင်ညမ်းနေရတော့သူတို့စီမှာအလေးကြပေါက်တာပြီးတော့ကြတော့ကိုအခင်းကတင်းရွာပင်နေဆိုတော့လေမဟုတ်ရင်လည်းရာခင်းနဲ့မလို့လို့ခုတ်ခုတ်ချနေရတာအခုအကိုင်ပဲချိုးချလိုက်ပြီးမိခူးရတာလည်းတိတ်မမိဘူးအဲ့ဒီဘက်နဲ့တိုးလိုက်ခုမှခူးရစိန်ကြအဲ့လိုပဲအပင်တက်တွေပါလေဒါကျွန်းတယ်အပင်ထိတ်တွေတက်ပလိုက်တာဒီကစင်းတစ်ချောင်းလုံးဆိုလို့ရှိရင်လေဒီအလေးကြပေါက်တဲ့ဆောင်ညမ်းပင်ပေါင်းကို7ပင်ကျော်ကျော်လောက်ရှိတယ်အခြားဒေသတွေမှာကျတော့ရေကြီးရေရှမ်းတိုင်းဖြစ်နေတာရောသူတို့စီမှာကျတော့မိုးခေါင်နေဆောင်ညမ်းတွေအများကြီးခူးတာဆောင်ညမ်းကျင်လုံးမှာဆောင်ညမ်းကျင်ကကြတော့အညာအစားအစာတစ်မျိုးပေါ့ပြီးတော့ဒီဆောင်ညမ်းတီးကအပူပိုင်းမှာပေါက်တဲ့ဟိုအလေးကြပေါက်ပင်တစ်မျိုးရုပ်စာကိုအချင်းစိန်မဲဒီအထက်ကဟိုကူလို့လဲခေါ်မှာဝစ်ဆန်ဆောင်ညမ်းဝစ်ဆန်ပေါ့နော်အဲ့လိုဟာမျိုးလေးတွေကိုအချင်းစိန်ပြီးလို့ရှိရင်ကြော်စားချက်စားကောင်းတယ်ဟာဒီနေ့ကတော့နှမ်းကျဲကိုဒီသေးလာထွန်တာပေါ့မဆန်နာလာအမေလိုက်ဒီနေ့ညနေမြင်ပါအောင်နော်အော်ကိုတို့နားဟိုက်ဗစတီလာသွားဝဲနေလို့အမေတို့တော့ပါလားပါတယ်နော်တမီးအမေတို့မပါလို့တော့ပဲရအမေတို့ကအလုံးမလုံးပဲဆောင်ညမ်းသီးပဲကူးတာဆိုတော့မပါပဲနေမှာကြောက်တော့ဟာထားပေါ့အေးသမီးတို့အဲ့ဒါဟုတ်ထွန်းမောင်းရတာဟောဒီဘက်စီလာစက်ကူဘုန်းနဲ့ဆိုတော့အတိလားဟုတ်လားဟုတ်တယ်အဲ့ဒါလေအထုပ်ရများပါတော့တို့မိသားစုနဲ့စားတော့ကြိုက်တယ်လေအဲ့ကြောင့်ငါအရင်ခါကဒီလိုမျိုးမမြင်ဘူးပါဘူးလို့ဘူးလေးကဘိုးပြီးသားနာလာတဲ့ဟာဟုတ်တယ်လေအဖေဒီဘက်စတီလာအထုပ်တရကြတော့204ဂရမ်ပြီးတော့ကြတော့အခုဒီကဘက်စတီလာဒီစက်ကူဘူးအသစ်ထုတ်လိုက်တာကြတော့ तू က282ဂရမ်တော့ तू ကကြတော့ဘူးပိုကြီးတော့အဖေကဟိုတော့လက်ဆောင်ပေးလေလှတယ်အဖေကတော့ကြီးသေးဘက်စီလာဆိုရင်တော့လေထောပတ်နဲ့လေးမှုေးပြီးထောပတ်အရာသားလေးနဲ့ဆိုအဖေကတော့ကြိုက်တယ်ဟိုငါတို့ပြောနောက်ဝယ်လို့ရှိရင်လည်းလေဟိုအဲ့ဒါလေးပါလာလဲရင်းနှီးချလေးနဲ့တည်လို့ရတယ်လေပိုးဝယ်ခဲ့များလေးနော်အဖေလည်းမနဲ့စားလက်ဖိတ်နဲ့တောက်လို့ရတာပေါ့အေးဘောနော်အမေလည်းကြိုက်တယ်ဒီမောင်ပိုးဝယ်ခဲ့ပြောအောင်ဒီမောင်တို့ဝယ်တာကြတာအမေတော့ကလည်းများဝယ်နော်အေးဝဲမဲအမေလည်းဟုတ်အဖေအမေကိုတော့ပြောချင်တာဒါပေမဲ့မပြောရဲလို့ဟိုပါပြောအေးဖောက်တော့တော့သမီးကပိုက်ဆိုင်နေအေးစားရစရာတော့မရှိတော့ဟုတ်ပါချစ်စရာအဖေပန်းဝင်ပုံလေးပါအေးဟုတ်ပါထောပတ်နဲ့ထောပတ်ရတာကြိုက်လို့တော့ဟိုက်ဘက်စတီလာအကောင်းဆုံးပါအဘုံလည်းပန်းဝင်မယ်ထင်တယ်ဟုတ်တယ်အဖေလိုပဲပန်းဝင်လေဟာအမေကတော့အဝိုင်းပုံလေအေးဟုတ်ပါဒီမှာစတားပုံချစ်စရာလေမိဟာလေးကဝိုင်းမေဘာလို့လဲသမီးတို့မုံစားတာနားနေရအောင်ညမ်းသီးကူးတာဒီမှာတတော်မပြေသေးဘူးညပဲထွန်ဖြုတ်တော့ခုခိုင်းလာအောင်ဖေကနေမြင့်နေမှာပြောရမရဘူးဒါမှခုလာပေးမှာပါအားရှိကြတာပါပါဘူးကတော့ဖေတို့ဇောင်ချမ်းချင်းဆိုင်ဖို့ဒီဇောင်ချမ်းသီးလေးတွေကိုဒီထပ်ပိုင်းပိုင်းနေတာပေါ့အဲဒီလိုပိုင်းပြီးပြီဆိုရင်ကြတော့လေဒီဝက်ဆန်လေးတွေကိုဇွန်းဖင်လေးနဲ့ကလောထုတ်လိုက်ပြီးတော့ကျဆန်စိမ့်နဲ့ဆင်လိုက်တာအဲ့ဒါဇောင်ချမ်း3ရက်လောက်ရှိရင်ဇောင်ချမ်းချင်းဖြစ်သွားပြီအဲ့ဇောင်ချမ်းချင်းရပြီဆိုရင်လေကြောစားချက်စားထမင်းနဲ့အိုင်းမင်းနဲ့သူကကြတော့ဟိုချင်းစိမ့်လေးပေါ့အရသာလေလူထက်ချမ်းခွဲထားတာလေးတွေကိုလေဇွန်းဖင်လေးနဲ့ထုတ်တော့ပိုးလွယ်တာပေါ့အညာကြီးအခုကတော့မျိုးတွေမှာလဲဝယ်လို့ရနေပါပြီ။အော်ကိုစီပေါ်နာတော့ဝယ်နေပါဦးတော့။အေးလေမျိုးအနွေကြလဲဝယ်မစားရတာဟိုကတို့ကဒီရတာဟိုစကားမဆက်တော့ကိုလူတွေကလေကျုပ်ကကိုနိုင်နေနဲ့ပြောတာကိုမနိုင်ချောင်းပြောပြလိုက်အောင်။အေးဟုတ်သားပဲဟိုသူ့ဘသူတိုင်းလမ်းလျှော်ရတာဂရုငရင်နဲ့ဘယ်အောင်အဖေနိုင်မလို့။ဆောင်ညမ်းသီးလေးတွေကောင်းလိုက်တာမှ။အဖေလက်တခါဆေးထားတာနော်စောစောတိုင်း
ဒီလိုပန်းရံသားနေတဲ့နုနုလေးတွေပဲလုပ်လို့ရတာဝါသွားရင်ရှင်းသွားရင်အဲ့ဒါဆိုမကောင်းတော့ဘူး ကဲရှင်ကြီးကတော့ညနေစာဆောင်ညင်းချင်းကြော်ပါမယ်ဒါဒီဆောင်ညင်းချင်းကတော့မရသေးဘူးအမေတို့နေ့လည်ရမှာလှုပ်ထားတာ तू ကကျတော့3ရက်လောက်စောင့်အောင်ပါဒါကကျတော့လွန်ခဲ့တဲ့3ရက်လောက်ကလှုပ်ထားတာဆိုတော့လေအဲ့ဒါဒီနေ့အခုတန်းကြော်မလို့ပေါ့အနန်းလေးကိုမှုေးနေတာပဲဆောင်ညင်းချင်းကြော်တာကတော့လေစီလေးထည့်ပြီးလို့ရှိရင်ကြက်သွန်နီလေးပပလေးစနွန်းလေးထည့်စီတက်ကြက်သွန်နီလေးနွန်းလာကမှကြက်သွန်နီလေးထည့်မွေပြီးရင်ဆောင်ညင်းချင်းလေးထည့်ငပိလေးထည့်အဲ့ဆိုရင်ရပြီဒီလိုလေးအတိုင်းကြော်ရင်လည်းရတယ်ဒါမှမဟုတ်ရင်မျိုးတိပပထည့်ပြီးကြော်ရင်လည်းရတယ်ဒါလို့ဆိုတော့ကျတော့ဒီနေ့ငချောင်းငပိချက်ကလေးနဲ့တွဲစားမှာဆိုတော့ဒီတိုင်းလေးပဲကြော်တာဒီနေ့ကတော့ဒါဆောင်ညမ်းကျင်ကြော်ဒါကြတော့ငဖောင်ရုံးကြောက်ကိုမပိချက်ဆက်ဆက်လေးချက်ထားပြီးတော့ဒီဥစ္စာကြတော့ကြက်ဥကြော် ။ဘာညာရင်ကျော်လေးနဲ့ညစာစားလိုက်ပါအောင်မယ်။အားလုံးလည်းစားဖို့ဖိတ်ခေါ်ပါတယ်နော် အဖေတို့လှုပ်ထားတာတော့နောက်3ရက်နေမှစားဟုတ်တယ် ဒါအရင်နေ့က ဒါဟိုတနေ့ကတမီးတို့လှုပ်ထားတာ ။ဟိုနေ့ကြံလေးတယ်တော့ ဟုတ်တယ်ကျန်သေးရဲ့ဆောင်ညမ်းကျင်ပေါ်တဲ့ຢာဒီဆိုရင်လေတစ်ပတ်ကိုအနည်းဆုံးဆောင်ညမ်းကျင်ကျော်2ကြိမ်လောက်ကပါမှာ ကောင်းနေတဲ့သမီးလူနဲ့တဲ့ ဖေးဆောင်ညင်းကြော်လေးကရာဒီစားဆိုစကောင်းနေနော် ။อืม မနေ့တော့လေအောင်းတင်နေမှမသိလို့ဗန်စီလာနယူးဇီလန်ထောက်ဘက်ကိုပြီးတော့ဗာပြောသေးရော ပြောနေရလေပါတွေ့တော်ပြလိုက်သေးတယ်သူကမမောနဲ့သူအကြိုက်ကြသွားလေ ဒါဆိုရင်ဆက်ပြီးတော့စားလိုက်ပါအောင်မယ်နော်အခုလိုမျိုးပဲနောက်ထပ်လာမယ်ဒီလိုဘလော့လေးတွေကိုလည်းဆက်လက်ပြီးတော့စောင့်ကြည့်အားပေးကြပါအောင်နော်အားလုံးပဲတတာ